te quiere mucho, mi papi, mi hermano, y yo. ခုတင်မြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ဟာရုပ်ရှင်တစ်ခုမဟုတ်ပါဘူး။လွန်ခဲ့တဲ့1985ခုနှစ်ကကိုလံဘီယာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ကမ္ဘာအဆိုးရွားဆုံးတဘာဝဘေးရန်တွေအဆိုးကြီးတစ်ခုရဲ့ဖြစ်အမှတ်မှတ်တမ်းဖြစ်ပါတယ်။ဒီကလေးမလေးဟာရှော့နွန်တွေရဲ့အောက်မှာနိုင်60ကျော်ကြာအောင်ကိုပိတ်မိနေခဲ့ရတာပါ။တကဘာလုံးက TV ဖန်သားပြင်ကနေစောင့်ကြည့်နေခဲ့ကြပြီမဲ့နောက်ဆုံးမှာတော့သူမဘာကြောင့်တိတ်ဆုံးသွားခဲ့ရတာလဲ။ Faltaba para ir un cuarto para las 11. Se vino Vieron por la gravedad de sus heridas. Con el paso de los días, las autoridades como Mayra murieron esperando ayuda. ဒီငရေကန်ကြီးထဲမှာအသက်73နှစ်အရွယ်မင်းကလေးငယ်လေးအိုမိုင်ရာဟာအိမ်ပြိုပြတ်မှုတွေရဲ့အောက်မှာခန္ဓာကိုယ်တစ်ဝက်နစ်နေခဲ့ပါတယ်။သူမရဲ့ခြေထောက်တွေကအောက်ကကွန်ကရစ်တုံးတွေနဲ့သူမရဲ့ကွယ်လွန်သွားခဲ့ရှာတဲ့အတော်ဖြစ်သူရဲ့ရုပ်အလောင်းအောက်မှာညှက်နေခဲ့ရတာပဲဖြစ်ပါတယ်။ Que salga, me tomen una con la cámara, que salga yo triunfante. Mami, te quiere mucho, mi papi, mi hermano, y yo. Adiós, madre. 1985ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာတော့အိုမိုင်ရာဟာရင်းကျန်းစွာကွယ်လွန်သွားခဲ့ရှာပါတယ်။ကယ်ဆယ်ရေးစက်ကရိယာမပြေဆုံးမှုတွေကြောင့်ကဘာကြီးဟာဒီကလေးမလေးကိုမျက်စိရှိမှလည်းဆုံးရှုံးခဲ့ရတာပါ။ဒါဟာတဘာဝဘေးရန်တွေမကပဲနဲ့လူသားတွေကပေါ်ဆောင်မှုကြောင့်ဖြစ်ရတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်